သုံးကမိန်းကလေးတွေတော်တော်များများကြိုက်တဲ့အဝတ်လဲတဲ့ fashion နေလဲတဲ့ဟာပေါ့နော်သွန်းလည်းမပြောတတ်လို့ပါဒါကတော့သွန်းပါโอเคပြိုင်ပွဲအစားတော့ပါမယ်2 1 โอเคအရင်ဆုံးဒါလေးက dress ကလဲတဲ့ဆိုတပင်းရင်သွားလဲပါမယ်ဒါတော့စပယ်လဲတဲ့နေရာလေးပါโอเคဘာလေးလဲကောင်းလဲဆိုတော့ဒါလေးဆိုရင်ကြိုက်သေးဆိုတော့ဒါလေးဖြိုးလိုက်မယ်အခါရရယူလို့မရတော့ဘူးနော်ဆိုတော့ဒါလေးလိုက်ပါမယ်โอเคပြီးရင်မျက်နှာသွားလုပ်ပါမယ်ဒါလေးရမျက်နှာလုပ်တဲ့ဟာလေးကထိုင်ပါမယ်ထိုင်ရိုက်ပါမယ်အဲ့ဒါလေးဒီလားဘာရောလေးလိုက်ကောင်းလဲဆိုတော့ခင်းရအောင်လုပ်ပါမယ်ရပါပြီအကျဉ်းထပ်ပါမယ်အဝတ်သွားလဲပါမယ်โอเคသွားပါမယ်အဝတ်သွားလဲပါမယ်โอเคဒါရမွတ်သေးပါဟိုဘက်ကိုသွားပါမယ်တော့ line လေးကနည်းနည်းလေးထင်းနေတဲ့အတွက်ကြောင့်တောင်းမှပါတယ်ရှင်အားကြောင့်နည်းနည်းလေးရှောက်ဖေးသွားပါမယ်ပြီးတော့နောက်နေ့ကျရင် Berry Tower အပိုင်းငယ်လေးတင်ပေးပါမယ်။တွားရအောင်ကြည့်ကြပါ။တွားပြီးတော့ကြည့်ကြပါ။โอเคဒီမှာရပါမယ်။ပါပါမယ်။ဒါလေးဝေကောင်းမလဲဆို။ဒါလေးဝေလိုက်ပါမယ်။ဒါလေးဖြုတ်မယ်။ဒီတိုင်းတော့နော်ဒီမှာပါကဲအဖြူရောင်နဲ့ခရမ်းရောင်ဆက်ကလေးပါပြီးရင်ဖနက်ကလေးပြောင်းပါမယ်ဒီမှာပါဖနက်ကလေးကကြတော့ဒါလေးပြောင်းရပါမယ်ပြီးရအရောင်လေးတွေပြောင်းပါအောင်အဖြူရောင်မထားလိုက်ပါမယ်
အောင်ကမလေးဖြစ်သွားပါပြီတော့ငါထူအောင်ကမလေးဖြစ်သွားပါပြီကြည့်ပြန်သွားပါမယ်လက်သေးသွားလောက်ပါမယ်မာလာလက်သေးလက်သေးမှာနေဒီကနေ့ဒီလိုမျိုးလေးနေမယ်ပြီးရင်ဆုံးအမီရောင်လေးလောက်လိုက်တယ်အမီရောင်လေးအပန်းရောင်လေးလိုလေးလုပ်လိုက်ပါမယ်โอเคရပါပြီပြီးရင်တော့ accessory လေးတွေတွားယူပါမယ်တော့ပထမမရတော့ကျင်ပါတယ်ဘာလို့လဲဆိုတော့တပြားရအဲ့လိုကြီးလာနေတာဆိုတော့တော့ပါမယ်ဘာဖြစ်ဖြစ်ပထမရအောင်လုပ်ပါမယ်ရမရတော့မသိဘူးပေါ့နော်ဘာလေးယူကောင်းလို့ဆိုပန်းကုန်းလေးယူလိုက်ပန်းကုန်းလေးဟုတ်အဲ့ဒါမဟုတ်โอเคဒီမှာပန်းကုန်းလေးရပါပြီညမောင်လေးနဲ့ပေါ့ဒီပွဲစားပါတော့ပဲဒါတော့ error တက်နေတယ်ပေါ့နော် error တက်နေပါရဲ့ error တက်နေပါလေဒီမှာရပါပြီနှစ်ခုလာပြီးရပါမယ်ဆရာကောင်းလို့ပါလာပါလေဒီကြောင်လေးချစ်စရာလေးယောက်ျားလေးကဘာမှမပေးဓမ္မတို့ပြောတယ်နော်ဘာမွေးလာသေးတယ်ဆိုတော့โอเคဒီဗီဒီယိုကြည့်နေတဲ့တွေရောသုံးတဲ့အတူတူလိုက်ပြီးတော့အမလေးလိုက်ပေးကြပါဒါတော့သုံးလာပါပြီ PTZ and 56ဒါတော့သုံးပါမျက်မှန်လေးနဲ့ပေါ့โอเคချစ်စရာလေးပါပန်းစည်းလေးနဲ့သုံးမလောက်တော့ပြလိုက်တယ်နော်လာပါတယ်โอเคဒီဟာလေးကတော့နံပါတ်ပေးလိုက်ပါမယ်ဟုတ်လားဆိုတော့တိတ်မကြိုက်လို့ပါအိုးဒီမှာလေးကြောင်မလေးပါဆရာလေးဆိုတော့အရင်ကြိုက်တဲ့အတွက်ကြောင့်ငါးမှတ်လောက်ပေးလိုက်ပါမယ် perfect okay တော့ဘလောက်အဆင့်ဝင်လဲဆိုတော့ကြည့်ကြမယ်ဒီတော့ဘလောက်ရလဲတော့အဆင့်လေးရပါတယ် okay အားလုံးပဲဒီဗီဒီယိုလေးကရှင်းနေပြီဆိုတော့အားလုံးပဲဒီလောက်ပါပဲအားလုံးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါ TikTok ထဲမှာလည်း like and follow လေးတွန်းလုပ်ပေးကြပါ bye bye